ဘာပြုတ်တယ်လို့ပြောချင်တယ်ဗမာပြည်မှာရှိနေတဲ့လူတွေတော်လန်ရေးကနေမှအကျိုးဆက်လုပ်နေတဲ့ဟာအားလုံးပဲဝိုင်းဝန်းပါဝင်ကြပါတယောက်နဲ့တယောက်ထွန်းတွန်းလောက်တာမျိုးတွေဂျင်းထဲတာမျိုးတွေကလေကိုယ့်ရဲ့ integrity ကိုကိုယ့်ဟာနဲ့ကိုရောကြစေတယ်ဆိုတာတတိယပါနော်နောက်ထပ်ကျွန်တော်တို့ရဲ့ chain community ကဆရာတင်မီကိုဒုတိယအနေနဲ့ကျွန်တော်တို့ community အနေနဲ့လည်းကျွန်တော်တို့လူမျိုးနွယ်စုအနေနဲ့လည်းပြောနိုင်ပါတယ်အဲ့ဒါကိုကျွန်တော်တို့သိဖို့လိုတယ်လို့ကျွန်တော် remind လုပ်ချင်ပါတယ်ပင်စီကိုလိလူမရှိမိပါစေနဲ့လို့ကျွန်တော်ပြောချင်ပါတယ်သူတို့ဘယ်လို trick တွေပဲတုံသူတို့ဘာတွေပဲလုပ်ပင်စီချင်းဖြစ်တဲ့အာဏာရှင်စနစ်ကြီးရှိနေသမျှကာလပတ်လုံးကျွန်တော်တို့ရဲ့တော်လှန်ရေးဆိုတာမပြီးဘူးဆိုတာကျွန်တော်တို့ဆက်လုပ်ဖို့လိုပါတယ်ဆိုတာကိုကျွန်တော်ပြောချင်ပါတယ်နောက်ဆုံးညီကုန်းအနေနဲ့ကျွန်တော်ဒီ20ရာစုနှစ်ကအမေရိကန်သမ္မတဟောင်းတယောက်ပြောသွားခဲ့တဲ့စကားနဲ့ကျွန်တော်နောက်ဆုံးဒီဟာလေးကိုအိမ်သွားဖို့ကျွန်တော်ညီကုန်းချက်အနေနဲ့ပြောချင်ပါတယ် Do what you can ကိုတတ်နိုင်တဲ့အရာကိုလုပ်ပါ Where you are ကိုရှိတဲ့နေရာမှာလုပ်ပါ With what you have ကိုမှရှိတဲ့အရာနဲ့လုပ်ပါကျေးဇူးများကြီးတင်ပါတယ် Throughout Burma's history of revolution against oppressive regime. But this is not enough. We have to continue calling for unconditional release of all the political strategies. They've got everyone. Suggested in 1988. It's been more than 3 decades. တို့ဒီနောက်ထပ်တော်လှန်ရေးနဲ့ပတ်သက်တဲ့ fundraising ပွဲတွေမှာတွေ့ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်ရှင်တို့ဒီဘက်ကိုသွားပြီးဒီပါနောက်ထိုင်နေဒီအနေကနောက်လည်းထပ်ဆိုအောင်ဒီနေ့ထပ်ဆိုအောင်ဝေးရတယ်ဆက်ပြမမဆက်လက်သုံးချောင်းထောက်ပေးပါခင်ဗျာဒီဗီဒီယိုရိုက်မယ်နော်ရေတော့အောင်ရပြီလို့ဆိုမယ်နော်သုံးကအောင်မယ်နော်နောက်ဆုံးကတော့အောင်ပေါ်အောင်ပြီပေါ့နော်ရေရောဘုံအောင်ရပြီရေရောဘုံအောင်ရပြီ